nó đi xe này mà nó tốt hay tốt quá bia là tụ ô tô nó quá mấy tổ nó là tụ quá mấy tổ là phân gì nó là không quen nó nó tốt quá mấy tổ thế tụ ô tô bảo tụ khỏe thì họ lại tụ khỏe hảo nó khỏe hảo đấy bên có này tốt quá tụ lâu tụ này tụ khỏe bên đi xe lâu tụ này mày bên tốt khỏe này nóဒါဆိုတော့ပွားတာသူပြီးသွားပြီပြန်ဆန်းကြည့်မယ်ပြန်ဆန်းကြည့်မယ်ကျတော့သူနောက်ဆုံးကိုပေးလိုက်ပြီဒါပွားရကောင်နော်ပွားရကောင်ဆန်းကြည့်လိုက်ပါဒီမှာသူရသွားပြီနော်တော့ရပြောင်းတယ်နော်ဒီကောင်ပြန်ပေးလိုက်မယ်ပြီးရင်ဒါသူဖွင့်ကြည့်လိုက်မယ်နော်ရပြီသူပိတ်လိုက်မယ်ဟောလေရမယ်ဟောလေရနော်တော့ပွားတော့အောင်မြင်တော့ဒီဆက်ကကုတ်ပြောက်ကြီးပြောက်တွေပါလို့လို့ရတယ်နော်တော့ချင်းချင်းလည်းပွားလို့ရမယ်တော့အဲ့ဒါကိုသူပြကြည့်မယ်ဒီကနော်